ဟဲ့ထဆန်ဂိမ်းဆော့ပါမယ်ဆိုမှနေတော့အိတ်နေသေးတယ်အားနေပဲကောင်မလေးရဲ့အဲ့ရနေရုပ်ပြက်လန့်နူလိုက်ဝူးယူရတွေထလို့ပါရောအန်ဂျလာပလီယာရီမှတ်ထားကြတော့အန်ဂျလာကိုင်ပြီဆိုရင်အခွားမတော်တလုံးဖြစ်တတ်တယ်အဲ့တော့ကိုပူးမဲ့ကောင်တီချာလေးယူပြီးပူးကြအဲ့လိုပြောလို့လင်းနေ only မပူးနဲ့နော်ဆဲခံရမယ်ကဲလီရောရှိမီတော့အမှန်ကန်ရုံးပေးလိုက်ပါဦးမေဟဲငါ့ကိုကဲကြပါဦးဒီမှာ join မိုင်ငါနောက်လိုက်နေပြီမလာနဲ့သွားဟဲ့အော်အေးအမဝိုင်းလုတ်လိုက်ကြတော့အဲ့ကောင်မဖြီးမလွတ်စင်နဲ့အေးလွတ်သွားပြီငါပြောနေရကြတယ်အခုမှကြည့်မိငါတို့ဘာမစမမပါလာဘူးဘာနဲ့သမီးလေးတိမ်စီးနေဖြစ်ပါတယ်ရိတ်သက်ကြီးစိတ်ယုံတဲ့သမီးလေးတိမ်စီးနေပါတော့ဟဲ့ဘဲမောငါနင်းကိုပူးပေးလိုက်ပြီလှုပ်အကောင့်တွေကိုလှုပ်နင်ကလည်းမလှုပ်ဘူးငါအဲ့ဒီမိန်နှမျောလိုက်တာဒါပေမဲ့ဘာမှမဖြစ်ပါဘူးအဲ့ဒီမိကခဏပြောင်းပွင့်နေလေအေးဟုတ်တယ်ချောင်းလှုပ်အေးဟုတ်တယ်ချောင်းတက်တေးအောင်တက်သိစမ်းအေးကောင်းနေအဲ့ဒီကူရှင်မှာလှုပ်မယ်အဲ့ဒီကူရှင်မှာလှုပ်ခါတယ်အဲ့ကောင်ငါ့ကိုတက်တာဘယ်နှခါမှမသိတော့ဘူးပြေးလွတ်တော့မယ်တက်တေးစမ်းအေးကောင်းနေတေးတော့ပါသေးရဲ့တော့ကီဝါလို့အစမရင်ကနင်းကိုပူလိုက်တော့မယ်လှုပ်ဆက်မှာဟဲ့အကောင်မဆောင်းချွားနေတာလိုက်ချကြုံအကောင်တွေအကုန်ကြုံပြီးအမလီပြီးရမှာတန်းတာပဲကြုံမဲ့လေဆိုတော့အမလီကြပါအောင်အမလီသူတို့ကငါ့ကို2ယောက်ပေါင်းပြီးနိုင်ကျင်နေတာ2ယောက်မောက်တော့3ယောက်ဖြစ်သွားပြီ3ယောက်ဟာဒါမှငါအဲ့လောက်မပိန်ဘူးအမလီငါတခွန်းတော့ဝင်းနောက်ခေါင်းတခွန်းအမလီနွေအန်ဂျလာနုရေဆိုလှုပ်ချင်တော့တေးစမ်းကောင်းနေငါလက်မီအောက်ဆင်းလိုက်တာတေးလေးပါအောင်ဖလီကရှိတယ်ဘာလောနေရတော့6ကလည်းဖလီကိုင်းနဲ့ကောင်ပါတော့ကိုရီတီဒဖန်ရှင်တလက်ရုံးကန်ပြီးရဲ့နောက်မှာတော့အန်နမီတာဝါကြီးကိုရောက်လာပြီဖြစ်ပါတယ်ကဲအားလုံးပဲအချိန်ဆွဲမနေနဲ့တာဝါချိုးမယ်ခရူတွေဝင်တာနဲ့တာဝါချိုးကြပါညာတော့အကွက်လက်လာလေးထုတ်ပြမယ်ပေါ့နော်ဟဲတာဝါချိုးကြအောင်နော်တာဝါချိုးကြအောင်ရှုံးကုန်မယ်ရှုံးကုန်မယ်ဟဲငါတာဝါထဲမှာချကြုံခဲ့ပြီကဲကြပါအောင်အမလီတော်ပါသေးရဲ့ဟဲအမတူပါပေါ့အဲ့ကောင်တင်အောင်တက်တူပါပေါ့အမလီရမ်းချမ်းနေရနောက်ဆုံးလည်းဘာတက်နိုင်သေးလဲကွယ် easy လေးပဲကောင်းတယ်မှာတာဝါချိုးလိုက်တော့အမလီ तू ကကားနဲ့ကျုံညင်သေးရ तू ကအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါ bye